Hi guys, အားလုံးပဲမင်္ဂလာပါ။ထို့ပါဒီနေ့မှာတော့ထိုစီကိုဟာတီဟာကနေပြီးတော့ Jelly Lips Skip Box လေးရလာရပေါ့နော်။ဟာတီဟာကရှေ့တစ်ခေါက်မှာလည်းဒီ Jelly Lips series လေးတွေထွက်ထားတဲ့အတွက်ကြောင့်မလို့ဒီတစ်ခေါက်ကဘာတီးသစ်လေးတွေထွက်လာမလဲ။ဘာရောင်လေးထွက်လာမလဲ။ပြီးကြတော့နှာခမ်းနီဖြစ်မလားတခြား product ဖြစ်မလား။ဘာလေးဖြစ်မလဲဆိုတာထိုတို့နဲ့တူတူကြည့်လိုက်ကြရအောင်နော်။အသီး series လေးရဲ့မှာဆိုရင်တော့ထိုကြိုက်ဆုံးကတော့ cherry လေးဖြစ်တဲ့အတွက်ကြောင့်မလို့ cherry နဲ့ပတ်သက်တာဘာပါမလဲဆိုတာထိုနဲ့တူကြည့်ကြရအောင်နော်။ထို့ဒီ box လေးကိုဖွင့်လိုက်ကြရ jelly နဲ့လေးမွေးနေရဆိုပြီးအောက်မိနေရပါတော့ဘယ်ဟုတ်မလဲသူတို့တို့တကယ် jelly အစ်စ်လေးထည့်ပေးလိုက်တာတို့အိုက်ပါတဲ့ဒီနှခမ်းနီလေးထုတ်လေးရမှာဒီဟာလေးကိုအရင်ဆုံးမြင်တာပဲပေါ့နော်အရန်ကို creative ဖြစ်တဲ့ design လေးတို့ရဲ့ Hatty Hat ဆိုတဲ့ keychain နဲ့ဒီနှခမ်းနီလေးပေါ်မှာချိတ်ပေးထားတာပေါ့နော်အရန်ကို girly ဆန်ပြီးအရန်ကိုချစ်ဖို့ကောင်းတော့ပဲဒီတစ်ခါမှာတော့တို့ဒီ04-07 လေးအောင်လာတယ်ပေါ့နော်ဒါလေးအကုန်လုံးထုတ်နေတူတူဆွရှက်လို့ကြစို့နော်04လေးရဲ့နာမည်ကတော့ Sun Kiss ဖြစ်ပါတယ်ဒီနော်ဒါလေးက watermelon လို့တော့ပြောရပါတော့ဒါလေးကတော့06 cranberry ရောင်လေးဖြစ်တယ်ပေါ့နော်07လေးကတော့ထို့ရဲ့ favorite ဖြစ်တဲ့ candy cherry လေးပေါ့နော်ယူဆုံးဒါထို့နှခမ်းပေါ်မှာဆိုထားတဲ့ lip balm လေးကိုအရင်ဖြောက်လိုက်မယ်ပေါ့နော်ကဲဆိုရင်တော့04 sun kiss လေးကနေယူဆုံးစကြည့်မယ်သူရဲ့ဒီ texture လေးကအရောင်ကထင်းပြီးတော့လေးဆိုရွှဲနေရပဲပြီးကြတော့အနက်လေးကလေးလုံးဝမွေးနေရပဲပေါ့နော်လုံးဝစားကျင်စရာလေးနမဲက sun kiss ဆိုပေမဲ့ထွက်လာတာတော့ဟိုလိုလိမ္မော်ရောင်ကြီးမဟုတ်ပဲနေသူကဒီအနီရောမှလိမ္မော်တန်းတန်းလေးအပန်းတန်းတဲ့အရောင်လေးပဲပေါ့နော်မျိုးပန်းလိမ္မော်ရောင်လေးတွေကထို့အထင်တော့ဒီခိုးထုံးကမလေးအတွက်ပို့လိုက်မယ်လို့ထင်နေပေါ့နော်ဒါထို့လက်ပေါ်မှာနောက်တစ်ထပ်ထပ်ဆိုးလိုက်တာလုံးဝဆိုရွှဲပြီးတော့လေသူ့နာမည်လေးလိုက်အောင် juicy ရမ်းဖြစ်တယ်ပေါ့နော်ဒါကတော့သူ့ရဲ့ကြံခဲ့တဲ့ tint အရောင်လေးပေါ့နော်ကဲပြီးရင်တော့ဒီအလှဆုံးဖြစ်တဲ့05 watermelon အရောင်လေးကိုစမ်းကြည့်မယ်ပေါ့နော်အရန်ကို girly ဆန်ပြီးတော့အရန်ကိုနုဖက်ဥဖက်နေအရောင်လေးပါဒီနေ့ပြင်ထားတဲ့ makeup လေးနဲ့အရန်လိုက်သလိုထို့ပုံမှန်3နေကြပါနီလေးရလေးဒီရောင်လေးပဲမလို့ဒီပါနီအတွက်ပါတစ်ခါလေးသုံးလို့ရရပေါ့နော်blend တော့တီချာလေးနဲ့ blend ပြီးနေမြန်လေးတော့ blend ပေးရရပေါ့နော်ထို့တီချာလေးမ blend လိုက်တော့အရာလေးအနေနဲ့တော့ထင်နေခဲ့ပဲထို့ထင်တော့ဒီရောင်လေးကလေးရောင်နဲ့မှအရန်ချစ်စရာကောင်းဆုံးဖြစ်ပြီးတော့လုံးဝအရန်ဆွဲစားချင်စရာရောင်လေးပေါ့နော်သူရဲ့ကြံခဲ့တဲ့ tint အရောင်လေးကအစအရန်ကိုလှနေတဲ့အတွက်ကြောင့်မလို့ကိုနှခမ်းနီပြတ်သွားလဲစိတ်မပူရဘူးပေါ့နော်ကဲပြီးရင်တော့06 cranberry ရောင်လေးကိုစမ်းကြည့်ကြရအောင်ဒါလေးကတော့4ရောင်လုံးထဲမှာအရောင်ထွက်အားအကောင်းဆုံးလို့ပြောလို့ရရပေါ့နော်အရောင်ထွက်အားလေးကတော့လုံးဝနီရဲဆိုတောက်ပြီးအသားကိုလည်းအရန်ဆောင်နေရောင်လေးဖြစ်တယ်ပေါ့နော်ဒါမျိုးနီရဲရဲ့ရောင်လေးတွေဆိုရင်ခူးထုံးကောင်မလေးအတွက်သာမကဘူးဝမ်းထုံးလေးတွေအတွက်လည်းအဆင်ပြေမယ်လို့ထင်နေပေါ့နော်ဒီ jelly lip tint လေးတွေကလှနေုံသာမကဘူး hyaluronic နဲ့ ceramide တို့ပေါင်းနေတဲ့အတွက်ကြောင့်မလို့ကိုနှခမ်းသားလေးကို6သွေးချင်းကနေကာကွယ်ပြီးတော့ရေတက်ဖြစ်ပြီးပေါ့နော်ထို့ကတော့ဒီ tint ကြံခဲ့တဲ့အရောင်လေးထဲမှာတော့သူ့ရဲ့ tint အရောင်လေးကိုအကြိုက်ဆုံးပဲပေါ့နော်ကဲနောက်ဆုံးမှာတော့ထို့ try ကြည့်ချင်ဆုံးဒီ candy cherry ရောင်လေးပေါ့နော်သူ့ရဲ့ရောင်ကကြတော့ cranberry လောက်လည်းအရင်မနေဘူးပြီးတော့ watermelon လောက်လည်းအရင်ပန်းရောင်မတန်းမင်းနဲ့သူတို့နှစ်ရောင်ဆက်ထားတဲ့အရောင်လေးနဲ့တူရဲပေါ့နော် candy cherry လေးရဲ့ရောင်ကကြတော့ပဲ makeup look လေးနဲ့မဆိုအဆင်ပြေပြီးတော့ light မဲ့အရောင်လေးပေါ့နော်ကဲဒီ candy cherry လေးကကြတော့ cute လည်းအဆင်ပြေတယ် sexy လည်းအဆင်ပြေတဲ့အတွက်ကြောင့်မလို့ကိုကနှစ်ခုလုံး cute and sexy ဖြစ်ချင်နေဆိုရင်လည်းဒီရောင်လေးနဲ့အရင်လိုက်တယ်ပေါ့နော်ကျတော့သူ့ဟာလေးကဆိုးလိုက်တာနဲ့ကိုနှခမ်းလေးကိုဖူးဖူးငုံငုံလေးနဲ့ကိုက်စားခြင်းစရာလေးဖြစ်တယ်ပေါ့နော်သူ့ရဲ့ tint ရောင်လေးကကြတော့ကိုတကယ် cherry တီးစားပြီးသွားတဲ့နောက်မှာကိုရဲ့နှခမ်းပေါ်မှာကြံခဲ့တဲ့အရောင်လေးနဲ့ဆင်နေပေါ့နော်ကဲနောက်ဆုံးမှာတော့ဒီ jelly lesson tint 20 series လေးရဲ့မှာထို့နဲ့ပဲရောင်လေးအလိုက်ဆုံးလဲဆိုတာကိုထို့တို့ comment မှာပြပပေးသွားပါအောင်နော်ပြီးကြတော့ဘယ်ရောင်လေးကိုအကြိုက်ဆုံးလဲဆိုတာလေးပြပြပေးသွားနော်နောက်ဆုံးမှာတွေ့ကြမယ်အားလုံးပဲbye bye